ဖះကမူရစ်ပြီးဒေါသထွက်နေတဲ့စင်တကောင်လုံးကိုတော့ဘာမှမလုပ်ပဲအောင်မြင်ခဲ့တယ်ဆိုယုံနိုင်မလားဒီဇလန်ကအောင်ချင်း၈ပါးရဲ့တတိယမြောက်အကြောင်းလူတွေအရန်ကြောက်ခဲ့ရစိုးရင်ခဲ့ရတဲ့နေ့တစ်နေ့အကြောင်းပေါ့မနက်ခင်းတစ်ခုမှာမြို့ထဲမှာထူးဆန်းတဲ့သတင်းတစ်ခုပြန့်နေတယ်နာလာဂီရီစင်ကိုအရန်မတွေမိုးနေအောင်တိုက်ပြီးလွှတ်လိုက်ပြီးတဲ့လွှတ်လိုက်တဲ့သူကတော့တခြားသူမဟုတ်ဘူးအစာတက်သက်မင်းရဲ့ဆရာဒီဝရပဲဖြစ်ပါတယ်ဒီသတင်းကြားတဲ့သူတွေကချက်ချင်းပဲကြောက်သွားကြတယ်ဘာလို့လဲဆိုတော့အရန်ကိုအရဲစားကြီးမားတဲ့နာလာဂီရီစင်ကိုမှအရက်တွေတိုက်ထားတယ်အဲ့ဒါကြောင့်စင်ကမိုးရစ်နေပြီးဒေါသတွေထွက်နေတယ်လမ်းမှာတွေးသမျှကိုဖျက်ဆီးပြစ်မယ်နင်းချပြစ်မယ်အဲ့ဒီစိတ်ပဲသူ့စီမှာရှိတယ်အဲ့မှာလူတွေအံ့ဩသွားတဲ့အကြောင်းတစ်ခုရှိတယ်အဲ့ဒီစင်ကိုလွှတ်လိုက်တဲ့လမ်းမှာဖះကကြွချီလာနေတယ်လူတွေပြေးထွက်လာကြတယ်အရှင်ဖះမသွားပါနဲ့လို့ပြောကြတားကြတာပေါ့အဲ့ဒီလမ်းမလုံးကြဘူးလို့လူတွေဝိုင်းပြီးပြောကြတော့ဖះကကြွချီနေတာမရက်သွားဘူးအရှင်အာနန္ဒာတော့စိတ်ပူပြီးတားသေးတယ်ဒါပေမဲ့ဖះကကြီးညိုပွဲကောင်းအောင်ပြုံးနေနောက်ပြန်မလှည့်ဘူးဆက်ပြီးလျှောက်သွားတယ်ဘာကြောင့်လဲဆိုတော့သူ့မှာကြောက်စရာမရှိတာမဟုတ်ဘူးဖះရှင်ကကြောက်စိတ်ကိုအနိုင်ယူပြီးသားအဲ့ဒီချိန်မှာအဝေးကနေမြေကြီးတုံသလိုအတန်ကြီးတစ်ခုကြားလာတယ်နာလာဂီရီစင်ပြေးလာနေပြီမျက်လုံးတွေအနီအောင်တန်းနေတယ်လမ်းတစ်ခုလုံးဖုံနေထနေပြီလူတွေကပြေးကြဟေးပြေးကြလို့အော်ဟစ်ကြောက်လန့်နေကြတယ်ဒါပေမဲ့ဖះကတီတီငိမ့်ငိမ့်နဲ့ဆင်ရှိတဲ့ဘက်ကိုတဲ့တဲ့လျှောက်သွားတယ်အဲ့ဒီချိန်မှာဖះကမေတ္တာစိတ်နဲ့စိတ်ထဲကနေပြောလိုက်တယ်ဒေါသမထွက်နေတော့ချစ်တာမင်းစိတ်အေးချမ်းပါစေကိုကိုမထိခိုက်စေနဲ့အဲ့ဒီချိန်မှာစင်ကြီးကနီးလာတယ်လူတွေမျက်လုံးပိတ်လိုက်ကြတယ်ဖះကိုစင်ကဝင်တိုက်လိုက်ပြီလို့ထင်လိုက်ကြတယ်ဒါပေမဲ့လူတွေထင်တဲ့အတိုင်းမဖြစ်လာခဲ့ပါဘူးနာလာဂီရီစင်ရုတ်တရက်အရှိန်နှီးသွားတယ်သူ့မျက်လုံးထဲကဒေါသတွေတဖြည်းဖြည်းလျော့နေသွားတယ်ဖះရှိမှသူရက်လိုက်တယ်ပြီးတော့တဖြည်းဖြည်းခေါင်းကိုငုံပြီးတော့ဝက်လိုက်တယ်လူတွေအံ့ဩသွားကြတယ်ဒေါသတွေပြေးနေတဲ့စင်တဲ့ကောင်မေတ္တာတရားရှိမှငြိမ်ကြသွားတယ်ဖះကစင်ကိုလက်နဲ့တိုးပြီးညင်ညင်သာသာပြောလိုက်တယ်ထာဝရအေးချမ်းပါစေဒီဇလန်ကပြောပြခြင်းတဲ့အကြောင်းအရာကတော့တခါတလေအကျမ်းမဖတ်ရင်အနိုင်မရဘူးလို့ထင်ကြတယ်ဒါပေမဲ့အကြီးမားဆုံးအင်အားကမေတ္တာပဲဖြစ်ပါတယ်ဒေါသကိုဒေါသနဲ့မနိုင်နိုင်ဘူးမေတ္တာနဲ့ပဲနိုင်နိုင်တယ်လို့ပြောသွားတာပဲဖြစ်ပါတယ်ဒီလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတမ်းကြည့်နေဆိုရင်ကျွန်တော်ရဲ့ channel ကို like subscribe follow လုပ်ခဲ့ပါအောင်ခင်ဗျာပြီးတော့ဖះနဲ့ပတ်သက်တဲ့အကြောင်းအရာမှမဟုတ်ဘဲနဲ့တခြားစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေသိချင်နေဆိုရင်လည်း comment မှာမေးခဲ့လို့ရပါတယ်ကျွန်တော် channel မှာအောင်ချင်း၈ပါးဗီဒီယိုတွေတင်ပေးနေတာဒီနေ့ဆို3ပုံမြောက်ရှိပြီဖြစ်လို့နောက်ထပ်5ပုဒ်ပဲကျန်ပါတော့တယ်ဒီအောင်ချင်း၈ပါးဗီဒီယိုတွေတင်ပြီးသွားရင်နောက်ထပ်ဘယ်ဗီဒီယိုတွေဘယ်လိုပုံတူရရစရာအကြောင်းအရာတွေတင်ပေးအောင်မလဲဆိုတာကိုကျွန်တော် comment မှာလည်းပြောခဲ့လို့ရပါတယ်